မင်္ဂလာပါဒီနေ့ကျွန်တော်က present buffer အကြောင်းကိုပြောပြမှာဖြစ်ပါတယ်။ present buffer ဆိုတာကတော့မြန်မာလိုဆိုရင်တော့တိတ်မကြသေးခင်ကဖြစ်ခဲ့တဲ့အရာတစ်ခုကလက်ရှိချိန်ကြီးရှားလက်ရှိနေတာဒီလိုအရာမျိုးကိုဒီလိုစာကြောင်းမျိုးကျွန်တော်ပြောနေတဲ့အခါမှာဆိုရင် present buffer ကိုသုံးဥပမာဆိုရင်ငါတော့ပြောက်သွားတယ်အဲ့လိုပြောလိုက်ငါတော့ပြောက်သွားတယ်လို့ပြောလိုက်ပြီရှားလက်တစ်ခုနဲ့ပါရှိမယ်အခုချိန်မှာသူ့လက်ထက်မှာတော့အသက်တစ်ခုရှိနေတာဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်တော့မရှိတာလည်းဖြစ်လိမ့်မယ်ဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါမှမဟုတ်လည်းသူကတော့ပြောက်သွားတဲ့အတွက်ကြောင့်သူအခန်းထဲဝင်လို့မရလည်းရှိကောင်းရှိလိမ့်မယ်အဲ့လိုမျိုးရှားလက်တစ်ခုအနေနဲ့တိတ်မကြသေးခင်ဖြစ်ခဲ့တဲ့အရာတခုလက်ရှိမှာရှားလက်တစ်ခုအနေနဲ့တက်ရောက်မှုရှိနေတာဒီလိုအရာမျိုးဒီလိုစာကြောင်းမျိုးဒီလိုမျိုးပြောချင်တယ်ဆိုရင်ကျွန်တော်တို့က present buffer ကိုသုံးပါတယ်အဲ့တော့ကျွန်တော် present buffer ကိုသုံးမယ်ဆိုရင်သူ့မှာက form ရှိတယ်နော်သူ form ပါလဲဆိုတော့ has have plus ပါလဲ battery ဖြစ်ပါတယ်ပြရနေပဲဥပမာငါတန်ရှင်းလုပ်ပြီးသွားပြီတန်ရှင်းကျွန်တော်အခန်းတန်ရှင်းလုပ်ပြီးသွားပြီလို့ပြောလိုက်ပြီဆိုရင်အဲ့ချိန်မှာရလဒ်တစ်ခုနဲ့မရှိပါမယ်ဆိုတော့အခန်းတန်ရှင်းနေပြီအဲ့လိုမျိုးကျွန်တော်တို့ကပြောနေတာဆိုရင် present perfect နဲ့မှဆိုရင်အဲ့ဒါဆိုရင်ကျွန်တော်ဘယ်လိုပြောလို့ရလဲဆိုတော့ I have clean my room ဒီမှာဆိုကျွန်တော်သုံးထားပဲပါလေ has plus battery ဖြစ်ပါတယ်။ဘာလို့ I have cleaned my room ဘာလို့ငါအခန်းကတန်ရှင်းလုပ်ပြီးသွားပြီအဲ့လိုပြောလိုက်ပြီဆိုရင်အဲ့ဒီမှာရှားလက်တစ်ခုလည်းရှိနေမှရပါလဲဆိုကျွန်တော်အခန်းကတန်ရှင်းနေပြီတန်ရှင်းဖြစ်နေဒီလိုရပြောတယ်။ present perfect ဆိုတာကဒါပဲဖြစ်ပါတယ် present perfect ကိုသုံးမယ်ဆိုရင် has have plus battery အဲ့လိုမျိုးကိုဖောင်းနဲ့သုံးပါအဲ့ဒီအရာကိုနားလည်မယ်လို့ထင်ပါတယ်နောက်နေ့မှာဒီ present perfect ရဲ့နည်းနည်းထပ်ပြီးတော့မှထပ်ထည့်တဲ့စကားလုံးလေးချီရတယ်ထပ်လာခဲ့ပါ bye